ရင်တော့လုံးလေးရှိတဲ့အရာတွေအကြောင်းပြောချင်တာဆိုရင် I used to plus verb 1ကိုသုံးပြီးတော့ပြောလို့ရပါတယ်။ဥပမာလေးတွေကိုတစ်ချက်ကြည့်အောင်။ငါတောက်ကြနေတိုင်းဘောလုံးကန်လေးရှိတယ်။အခုတော့မကန်ဖြစ်တော့ဘူး I used to play football every Friday. ။အရင်တော့အလွယ်ရတဲ့အစားအစာတွေအများကြီးစားဖြစ်ခဲ့တယ် I used to eat a lot of junk food. ။ငယ်ငယ်တော့အရန်ရှက်တက်ခဲ့တယ် I used to be very shy when I was young. ။အရင်တော့ရန်ကုန်မှာနေခဲ့တာ I used to live in Rangoon. ။ကျောင်းကိုလမ်းလျှောက်သွားလေးရှိတယ် I used to walk to school. ။အရင်ညတိုင်းရုပ်ရှင်ကားတွေကြည့်လေးရှိတယ် I used to watch movies every night. ။အရင်ကကော်ဖီတောက်တတ်တယ်။အခုတော့လက်ဖက်ရည်တောက်နေပြီ I used to drink coffee, but now I drink tea. ။ကဲခုလောက်ဆိုရင်ဒီပတ်တန်လေးကိုဘယ်လိုတောင်းရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။ပို့ပြီးတော့မှတ်မိသွားအောင်လို့ကိုအရင်တော့လုံးလေးလှုပ်ထရှိတဲ့အကြောင်းအရာတစ်ခုကို I used to ဆိုတဲ့ပတ်တန်လေးကိုသုံးပြီးတော့ comment မှာရေးခဲ့ကြည့်ပါအောင်နော်။